ကျွန်တော်ဒါကိုသဘောတူခဲ့တာမဟုတ်ဘူးကျွန်တော်တို့ကိုအခုချက်ချင်းလှုပ်ပေးပါ ကြည်စုပြူပြီးတွားခွင့်ပြုပါကျွန်တော်အိမ်ပြန်ချင်းပြီ အားလုံးပဲစိတ်အေးထားကြစို့ခေါင်းအေးထားပြီးငြိမ်လေးနေကြရအောင် နားလည်မှုလွဲနေတာတခုခုရှိပုံရတယ်မင်းတို့ကိုထိခိုက်နာကျင်စေဖို့ငါတို့မှရည်ရွယ်ချက်မရှိပါဘူးအားလုံးပဲစိတ်အေးထားကြစို့ခေါင်းအေးထားပြီးငြိမ်လေးနေကြရအောင် ရလက်ကဘာဖြစ်မလဲဆိုတာကိုငါရှင်းလင်းပြပေးပါရစေမင်းတို့ဘာအတွက်တိုက်ခိုက်နေလဲဆိုတာကိုအခုပဲကြည့်လိုက်ပါကျွန်ုပ်တို့ရဲ့ VIP ဧည့်သည်တော်တွေအတွက်အားလုံးပြင်ဆင်ပြီးပါပြီ။ကွင်းပြင်ကအဆင်သင့်ဖြစ်နေပြီဖြစ်ပြီးပြိုင်ပွဲကိုလည်းတရားဝင်စတင်လိုက်ပါပြီ။ ဂုံယူပါတယ်မင်းတို့အားလုံးအုပ်စုအဆင့်ကိုကြော်ဖြတ်နိုင်ခဲ့ပြီဒါပေမဲ့ဒါဟာအစပဲရှိပါသေးတယ်မင်းတို့ရဲ့နောက်ထပ်စိန်ခေါ်မှုကတော့လွန်ဆွဲပွဲအသင်းနှစ်သင်းကြိုးတပင်ရှင်တန်သူတယောက်တည်း ပထမဆုံးပွဲစဉ်ကတော့ပေါ်တူဂီနဲ့ခရိုအေးရှားအသင်းနှစ်သင်းလုံးစင်မြင့်ထက်ကိုလှမ်းခဲ့ကြပါ ပေါ်တူဂီနဲ့ခရိုအေးရှားအသင်းနှစ်သင်းလုံးစင်မြင့်ထက်ကိုလှမ်းခဲ့ကြပါ
Croatia အသင်းဖြောက်သွားပါပြီ ဒါတွေအခုချက်ချင်းရိုက်ရမယ်ငါတို့လူတွေအများကြီးဆုံးရှုံးပြီးပြီငါစက်မကစားတော့ဘူးပွဲကိုရပ်ဖို့မဲခွဲကြရအောင် မရဘူးအဆုံးထိကစားရမယ် ငါအဲ့ဒီစုဖလားကြီးကိုမရဘဲနဲ့ဒီနေရာကနေဘယ်တော့မှထွက်မသွားဘူး စီးမြန်းတွေအရာငါတို့မဲခွဲလို့ရတယ်အခုချက်ချင်းမဲခွဲဖို့ငါတောင်းဆိုတယ် ငါအဲ့ဒီစုဖလားကြီးကိုမရဘဲနဲ့ဒီနေရာကနေဘယ်တော့မှထွက်မသွားဘူး စီးမြန်းတွေအရာငါတို့မဲခွဲလို့ရတယ်အခုချက်ချင်းမဲခွဲဖို့ငါတောင်းဆိုတယ် မင်းတို့တောင်းဆိုတာမဲခွဲဖို့ဆိုရင်လေမဲပေးခြင်းကိုအခုချက်ချင်းစတင်ပါမယ်